အားလုံးပဲမင်္ဂလာပါ Pine Horizon Education Center လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သင်ခန်းစာလေးကတော့ probability နဲ့ပတ်သက်တဲ့သင်ခန်းစာလေးဖြစ်ပါတယ်အဲ့ဒီ probability နဲ့ပတ်သက်တဲ့သင်ခန်းစာမှာဆိုလို့ရှိရင် at is a mathematics b past paper အပြင်တော့2022 June paper 1R ဒီမှာပါတယ်နံပါတ်23ပါမိကုန်းလေးကိုကျွန်တော်ရှင်းပြပေးချင်ပါတယ် okay အဲ့ဒီပုစာလေးကိုကြည့်ရအောင်เนาะအဲ့မှာဆို answer တော့ပုစာအဲ့ဒီ answer တော့မှာဆိုနည်းနည်းဘယ်နှသက်ရှိလဲဆိုရင်10သက်ရှိတယ်1 2 3 4 5 6 7 8ဆိုတော့ပေးထားတယ်ပြီးလို့ရှိရင်အဲ့ဒီမျက်နှာပြင်တစ်ခုချင်းစီမှာကြားနိုင်တဲ့ဒီဖြစ်တဲ့ဇာတ်တမျိုးလေးတွေကိုအတိအကျပေးထားတယ်เนาะအဲ့ဒါဆို1ဆိုလို့ရှိရင် 1/2y 2ဆိုရင် 0.1 3ဆိုရင် 2x - 4 4ဆိုရင် 0.05 5ဆိုရင် 3y - 1 6ဆိုလို့ရှိရင် x - 2 7ဆိုရင် 0.12 8ဆိုလို့ရှိရင် 0.03 ဆိုတဲ့အတိအကျပေးထားတယ်ပြီးလို့ရှိရင်နောက်တစ်ခုသူပေးထားတယ်အဲ့ဒီ answer တော့လေးကိုတစ်ချိန်နဲ့နာမည်ဆိုလို့ရှိရင် number 5ကျနာမည်ဖြစ်တဲ့ဇာတ်က 0.2 ဆိုပေးထားတယ်ပြီးလို့ရှိရင်အဲ့ဒီ answer တော့ဒီခါကျတော့တစ်ချိန်နဲ့လှိမ့်တော့မှာပေါ့အချိန်ကြီးအတွက်250နဲ့လှိမ့်တော့မယ်ပေါ့နော်အဲ့လို250 answer တော့အရေးအတွက်ကိုလှိမ့်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီ answer တော့ရဲ့နည်းနည်းပြင်ပေါ်မှာကြာမဲ့ဒီကိန်းကဏ္ဍလေးတွေကမာကဏ္ဍကြာနိုင်မယ်အချိန်ကြီးအတွက်ကိုသူကတော့ခိုင်းတယ်ပေါ့နော်Okay အဲ့မှာဆိုရင်တခုထူးခြားတာကဒီပု္ပ္ပစာတွေပါဆိုလို့ရှိရင် probability table တချို့ probability table တွေကမသိခင် x တွေ y တွေပါနေအဲ့ဒါဆိုရင်တော့မသိခင် x y တွေကိုအရင်ဆုံးရှာပြဖို့လိုအပ်မယ်ပေါ့နော် Okay အဲ့ဒါနောက်တစ်ခါအဲ့ဒီပု္ပ္ပစာတွေမှာဆိုရင်စပြီးတဲ့ကချင်းကပ်ပြီးတော့တွက်ပေးရမယ်ဒီအချက်တွေ fact တွေကဘာကိုယူသုံးပေးရမလဲဆိုရင် probability number of 5 equal to 0.2 အဲ့ဒီအချက်လေးကိုယူသုံးပေးရမယ်အဲ့ဒါ probability number 5ဆိုလိုချင်တာအဲ့ဒီ answer လုံးလေးကိုနှိမ့်လိုက်တဲ့အခါမှာ number 5ကျနိုင်တယ်ဖြစ်တဲ့ဆို 0.2 ဆိုပေးထားတယ်ပြီးလို့ရှိရင် t မေထဲမှာဆိုရင်5ကျနိုင်တယ်ဖြစ်တဲ့ဆိုတော့ဘယ်လောက်ပေးထားလဲဆိုတော့ 3y - 1ဆိုပေးထားတယ်အဲ့ဆိုရင် 3y - 1နဲ့ 0.2 နဲ့ညီလိုက်တဲ့ဆိုရင် y တန်ဖို့ရပါတယ်အဲ့ဒါ 3y ပြီး1ကိုတစ်ဖက်ကိုရွှေ့တော့1နဲ့ 0.2 နဲ့ပါရင် 1.2 ဆိုတော့ y equal to 0.4အဲ့ဒါ y တန်က 0.4 ဆိုတာပြီးသွားပြီပေါ့နော် Okay အဲ့ဒါ y ပြီးဆိုလို့ရှိရင်ဆရာက x တန်ကိုရှာဖို့လုပ်မယ်ပေါ့နော် x တန်ကိုဘယ်လိုရှာမလဲဖြစ်ရက်တစ်ခုမှဆိုလို့ရှိရင်အဲ့ဒီကိစ္စရက်တွေစုစုပေါင်းဖြစ်နိုင်တဲ့ဖြစ်တဲ့ဇာတ်တန်ကပါအားလုံးပေါင်းလိုက်လို့ရှိရင်1နဲ့တူညီမှုရှိရမယ်ဆိုရင်အချက်ကိုသိထားဖို့လုပ်မယ်ပေါ့နော် Okay အဲ့ဒါ probability of the total equal to ဘယ်လောက်ဖြစ်မလဲဆိုတော့1ပါ Okay, and the bottom only bound here is 1/2y 0.1 2x - 4 0.05 3y - 1 x - 2 0.12 0.03 အဲ့ဒါအကုန်လုံးပေါင်းပြရမယ်ပေါ့နော် Okay အဲ့ဒါ y တန်ကဆက်ရရှာထားပြီးသား 0.4 ဆိုတော့ 1/2 multiply y နေရာမှာ 0.4 အစားလုပ်မယ် plus 0.1 plus 2x - 4 plus 0.05 ပြီးလို့ရှိရင်number 5ကျနိုင်တဲ့ probability အစိပို့စာတွေမှာပေးထားချက် 0.2 လို့ပေးထားဖြစ်တဲ့ဒီနေရာမှာ 0.2 လို့တန်းပြီးတော့ရှင်းလိုက်ပါမယ်ပြီးလို့ရှိရင်နောက်ပါရှိသေးတယ် x - 2 plus 0.12 plus 0.03 equal to 1 ပေါ့ okay အဲ့ဒါဆိုလို့ရှိရင်အားလုံးပေါင်းလို့ဆိုရင် 1/2 နဲ့ 0.4 နဲ့ပြောလို့ရှိရင် 0.2 plus 0.1 plus Okay, I have 2x - 4 plus 0.05 plus 0.2 plus x - 2 plus 0.12 plus 0.03 equal to 1. Okay, then 0.2, 0.1 minus 4, 0.05, 0.2 minus 2, 0.1 to 0.03. All of the bound and come like that solution to Yamet here, but all you are minus 5.3 so that you are being 2x နဲ့ x နဲ့ပေါင်းရင် 3x ပေါ့ being minus 5.3 equation ပြရတဲ့ညောင်ရှိတဲ့အခါမှာဆိုရင် 3x equal to 1 plus 5.3 ဆိုတော့ 6.3 အဲ့ဒါ x တန်ဖို့လိုချင်ရင် 6.3 divided by 3ဆိုတော့သူ့ရဲ့တန်ဖို့ဘယ်လောက်ထွက်မလဲ 2.1 ဆိုပြီးတော့ရသွားနိုင်တယ် Okay အဲ့ဒါရင်သူပေးထားတဲ့ပေးချက်ထဲမှာရှိတဲ့မသိခင် x တွေ y တွေအကုန်လုံးကိုဆရာကရှာပြီးသွားပြီပေါ့နော်အဲ့ဒါနောက်တစ်ခုရှာဖို့လိုနေတာအဲ့ဒီ answer လုံးကိုနှိမ့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီမျက်နှာပြင်မှာရှိတဲ့ကိန်းကဏ္ဍကမာကဏ္ဍကျနိုင်တဲ့အချိန်တွေအတွက်ကိုလိုချင်တာအဲ့ဒါဆိုရင် number 1 to
ဒီမှာ manganese တွေဘာတွေရှိလဲ1ရယ်3ရယ်5ရယ်7ရယ်ဆိုပြီးတော့ရှိတယ်ပေါ့ Okay အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီ manganese ကြားနာမည် total probability ပေါ့ probability of odd number လို့ကျင်လို့ရှိရင်အဲ့ဒီ probability ကိုအကုန်လုံးပေါင်းပြီးတော့အဲ့ဒါ1ရဲ့ probability က1/2 y ဖြစ်တယ် Okay အဲ့ဒီ y ကဘာအစားတော့ 0.4 3နေရာမှာ 2x - 1ပါအဲ့ဒါ2နောက်က x က 2.1 minus 4 plus 5နေရာမှာကျတော့သူက 0.2 ရထားပြီးသား7က 0.12 အားလုံးပေါင်းလိုက်မယ်ဆိုရင်သူ့ရဲ့ result က 0.72 ဆိုပြီးတော့ရပါတယ်ဒါအစားလုံးတစ်ချိန်နှိမ့်လိုက်တဲ့အခါမှာဆိုရင်ရမယ် probability က 0.72 အဲ့လိုမျိုးအခါအရေအတွက်ဘယ်နှချိန်သူကနှိမ့်နေတာလဲဆိုရင်250လို့ချင်တာအဲ့ဒါဆိုလို့ရှိရင်ဆရာက number of times that dice will land on odd number Okay အဲ့ဒါဆိုရင်စုစုပေါင်းအချိန်အတွက်ကဘယ်လောက်လဲဆိုတော့250တစ်ချိန်မှာဆိုရင်ကြာတဲ့ probability က 0.72 အဲ့ဒါဆိုရင်250နဲ့ 0.72 နဲ့နောက်လာလို့ရှိရင်သူ့ရဲ့တန်ဖိုးဘယ်လောက်ဖြစ်လဲဆိုတော့180ဆိုပြီးတော့ထွက်သွားနိုင်တယ် Okay ဒါလေးက2021 John Paper 1 hour မိသွားတဲ့မိကုန်းလေးကိုကျွန်တော်ရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ် Okay ပါအဲ့ဒါဆိုရင်ဒီနေ့တင်တဲ့သင်ခန်းစာကတော့ဒီမှာနေပဲကျွန်တော်ပြန်လာချင်ပါတယ်